ဒါမကြမနာအမေးခံရတဲ့မိကွန်းတစ်ခုပေါ့ရှင်မရလို့နော်ကပ္ပိယကာရကလည်းမရှိဘူးပစ္စည်းလေးပါးတကာရကမှလည်းမရှိဘူးဘုန်းကြီးဝိထုငွေလည်းမကန်ရဘူးဆိုရင်ဘယ်လိုရက်တည်မလဲပေါ့တော်တော်များများမေးကြတယ်နော်ဦးဇင်းတို့ကိုရင်ဘွားတုန်းကလည်းဒီလိုပဲပေါ့ဦးဇင်းတို့တကားတချို့ကအဲ့လိုမျိုးပေါ့ရှင်မရတို့ကဝိထုငွေလည်းမကန်ဘူးကပ္ပိယလည်းမရှိရင်ဘယ်လိုလုပ်မလဲစာအုပ်လို့ရင်ရှင်ဘယ်လိုလုပ်မလဲပေါ့ဒီလိုမေးတာပေါ့အဲ့တော့မြတ်စွာဘုရားရဲ့အဆုံးအမကိုကောင်းကောင်းမသိတဲ့အခါကျတော့အဲ့လိုမျိုးမေးစရာဖြစ်လာတာပေါ့နော်အဲ့တော့ဦးဇင်းတို့ပစ္စည်းလေးပါးတကားမရှိတော့ပစ္စည်းလေးပါးတကားမစီရဖိတ်ဟိုအလူခံလို့ရတယ်ဥပမာပေါ့နော်ဦးဇင်းကမန္တလေးသွားခြင်းတယ်အဲ့တော့မန္တလေးသွားခြင်းတော့အကဲဒီရန်ကုန်မြို့မှာကိုယ့်ရဲ့တကားမတွေရှိတယ်ဆိုရင်တော့တက္ကမကြီးဦးဇင်းမန္တလေးသွားခြင်းတယ်ဆိုရင်သူတို့မန္တလေးသွားဖို့အတွက်ကားလက်မဲ့လိန်လက်မဲ့လှူပေးမှာပေါ့အကဲပစ္စည်းလေးပါးတကားမရှိဘူးဆွေမျိုးတွေလည်းမရှိဘူးနော်ဘုန်းကြီးကလည်းဝတ္ထုငွေမကင်ဘူးကပ္ပိယလည်းမရှိဘူးဘယ်လိုလုပ်မလဲနော်ဆိုတော့ချင်းသွားမှာလားမဟုတ်သေးဘူးချင်းသွားစရာမလိုပါဘူးနော်ခဏကစွန့်ရက်တယ်လို့ရပ်ပါဆိုတာမြတ်စွာဘုရားရှင်ကိုတော်တိုင်းအဲ့ဒါလက်ညွန်ပေးထားတာပါဠိစာပေထဲမှာအဲ့ဒါကိုဘိက္ခာစာရဝတ္တလို့ခေါ်တယ်စွန့်ခံကျင့်ဝတ်လို့ခေါ်တယ်အဲ့တော့ဘာလို့ရမလဲဆိုတော့သင်္ကန်းယုံပေါ့ထုံးစံတိုင်းသင်္ကန်းယုံပြီးတော့သပိတ်ပိုက်ပြီးတော့ဟိုလှူနိုင်လောက်မယ်လို့ထင်တဲ့အိမ်တို့ဆိုင်တို့ရှိမှသွားရက်ပေါ့နော်ဟိုသပိတ်ပိုက်ပြီးတော့ရက်ရက်တယ်ဆိုလို့ချင်းထုံးစံတိုင်းသူတို့ဘာလုပ်မလဲသူတို့မြန်မာနိုင်ငံမှာကဝိထုငွေလားလှူမယ်ကိုကဝိထုငွေလိုချင်တာမဟုတ်ဘူးအဲ့တော့ဝိထုငွေကိုကျွန်တော်ညင်းရမယ်ဥစဉ်ဝိထုငွေလိုမခံပါဘူးလို့ညင်းမနေ့ပိုင်းဆိုသူတို့စားစရာတွေပါလူအောင်လှူနိုင်တယ်ပေါ့ဒါလည်းကိုညင်းရမှာပဲကိုစားစရာလိုချင်လို့လာတာမှမဟုတ်တာအဲ့တော့စားစရာကိုလည်းလာလို့ညင်းကော်ပီမစ်တွေရေတံမှုတွေဖြိုရည်မှုတွေလာလို့ချင်တယ်ဆိုညင်းရမယ်အဲ့ဆိုရင်အဲ့ဒီအလူချင်းကနေပြီးတော့ဘာပဲလူဘုန်းကြီးကညင်းနေတော့သူတို့မနေနိုင်တော့မေးတော့မှာလေအဲ့ခါကျမေးတော့မယ်အရှင်မြတ်ကဘာလူခန္ဓာလဲလို့သူမေးတော့မှာအဲ့လိုမမေးမချင်းဆိုတော့ဘာမှပြောလို့မရအဲ့လိုမေးအောင်ဒီစောင့်နေရတာနော်အဲ့တော့အရှင်မြတ်ကဘာလူခန္ဓာဖန်လဲဖျားလို့မေးလာတဲ့ခါကျမှဦးစင်းကမန္တလေးသွားမလို့ကားလည်းမလိုချင်တာဟောတာပဲတော့ကားလည်းမလိုချင်လို့ဆိုတော့အဲ့ဆိုအရှင်မြတ်တို့ကလူနိုင်ပါတယ်ဖျားမနေ့ပြန်ပဲချင်းကြွခဲ့ပါပြောဟောဒါပဲအဆင်ပြေသွားဆရာတကားအကေသူကမအားဘူးတပည့်တော်မလိုနိုင်ဘူးဖျားဆိုရင်တော့တိန်ထက်ကြွရုံပဲအမတန်လွယ်တယ်နော်အမတန်လွယ်ပါတယ်ဘုရားပေးတဲ့နီလန်းစနစ်ပါဦးဇင်းတို့ထိလိုက်ဆရာတော်ကြီးဆိုတာနေပြည်တော်ရမင်းသင်းဘက်မှာရှိဘူးတယ်နော်ညောင်လွန်းတော်ရအဆက်ပေါ့ညောင်လွန်းဆရာတော်ကြီးရဲ့တပည့်မျိုးဆက်တွေထဲမှာပါပါတယ်အဲ့ဒီထိလိုက်ဆရာတော်ကြီးကဦးဇင်းတို့စီမှာတခါကြွပြီးတော့ဩဝါဒပေးဖို့တယ်ထိလိုက်ဆရာတော်ကြီးကသူမန္တလေးမှာနော်စာသင်သားဘွားနဲ့နေဘူးတယ်ပေါ့ဆရာတော်ကြီးကမန္တလေးမှာဆိုင်သားဘွားနေဘူးတော့တဲ့သူအတိမိတ်ဆွေတပါဥဒ္ဓမသာရလို့ခေါ်တယ်ဆရာတော်ကြီးပြောပြတာဥဒ္ဓမသာရကတဲ့အမြင့်တကြီးညဘကောင်းနေတဲ့သူကကပ္ပိယလည်းမရှိဘူးဝိထုငွေလည်းမရှိဘူးသူမှာတဲ့ဒီသေရင်တော့တစ်ချက်နော်ဒါပဲပါတပိတ်တစ်လုံးသင်္ကန်းသုံးထည့်ဒီအားလေးနဲ့စာသင်ဖို့လာတာတဲ့သူမှာစာအုပ်တွေလည်းဘာမှမပါလာဘူးတဲ့သေရင်တော့တစ်ချက်ရယ်နော်ထိုင်ခင်းတဲ့တစ်ချက်ရယ်နောက်သင်္ကန်းသုံးထည့်တပိတ်တစ်လုံးရယ်ဒါပဲပါပြီးစာသင်ဖို့လာတာတဲ့အဲ့တော့ဥဒ္ဓမသာရကသူစာအုပ်တွေလိုချင်ပြီးဆိုရင်သူဘာလို့တလဲဆိုတော့ခုနကဦးစင်းပြောတဲ့ပုံစံမျိုးပေါ့သူအဲ့ဒီအိမ်တွေကိုသွားပြီးတော့အိမ်ရှိမှတပိတ်ပိုက်ပြီးရက်တာရက်တော့ထုံးစံတိုင်းမြန်မာလူမျိုးတွေကမသိဘူးလေမထူးထူးဆန်းဆန်းဘာမှလည်းမသိတော့ဟိုငွေလူခံတယ်လို့ထင်တော့ငွေလူရတယ်ထုံးစံတိုင်းညင်းတာပေါ့နော်ဒါငွေလူမှမခံတာညင်းတယ်တခြားစားစရာတွေလားလူတွေညင်းလိုက်တယ်အဲ့တော့အဲ့ခါကျမှဒကာဓမ္မတွေကမေးတာရှင်မရဘာလူခံတာလဲလို့မေးတာမေးတော့ဦးစင်းကသူစာအုပ်လိုရှိလို့လာချက်တာပါပေါ့ဆိုအဲ့ဒါရှင်မရလိုချင်တဲ့စာအုပ်တွေစင်းပေးပါဗျာဟောစာအုပ်စင်းပါဆိုတော့ဦးစင်းလိုချင်တဲ့စာအုပ်တွေစင်းပေးခဲ့တယ်အဲ့ဒါဒကာဓမ္မတွေကရှင်မရဆိုနောက်ဘယ်ချင်းကြွခဲ့ပါပေါ့ပင့်လိုက်တာပဲဘယ်ကြောင့်မှတင်းသုံးလဲဆိုတော့လိပ်စာတွေပါမိထားလိုက်တယ်ပေါ့သူတို့အစဉ်ပြေအကြောင်းကိုလိုက်လာခဲ့မယ်မပြေဘူးဆိုရင်လည်းရှင်မြောက်ကိုယ်တိုင်ဒီကြွခဲ့ပါပေါ့ဒါပဲသူကအဲ့လိုပုံစံမျိုးနဲ့ဥဒ္ဓမသာရကစာသင်တာတဲ့နောက်ကျတော့ဒကာဒကာမတွေအင်းသားချင်းတွေကတိကုန်တယ်ဟောဒီကိုတော်တပားကဒီလိုဟိုအလူခံတယ်ဆိုတော့တိကုန်တော့ငါလည်းလူချင်းသူလည်းလူချင်းဖြစ်ကုန်ကြအများကြီးอ่ะအဲ့ဆိုဦးစင်းလေးစာအုပ်လူချင်းပြောပါဗျာသင်္ကန်းလူချင်းပြောပါဗျာဆိုတာမျိုးဖိတ်တဲ့လူတွေပေါ်လာတယ်ဗုဒ္ဓရဲ့နီလန်းတော့ယနေ့ခေတ်ဒီနီလန်းကိုကျင့်သုံးတဲ့လူမရှိတော့လူတွေလည်းမသိတော့ဘုန်းကြီးတွေလည်းမသိတော့တိမ်ပြောက်သွားတယ်မပြောက်သွားတဲ့အခါကျတော့ဝိထုငွေမကန်ရင်မဖြစ်ဘူးဆိုတဲ့အနေအထားမျိုးကိုအလုံးဝင်စိုက်ကိုတစ်ခုဝင်သွားကြတယ်နော်တကယ်တော့ဦးဇင်းတို့ဗုဒ္ဓဘာသာတရားဓမ္မတွေလည်းဒီနည်းစနစ်ကိုသိထားကြမယ်တန်ဃာတော်တွေလည်းကျင့်သုံးနေတယ်ဆိုရင်ဒါအမတန်မှပတ်သက်မကန်မဲနဲ့ရက်တည်လို့ရတဲ့အနေအထားမျိုးပဲဆိုပြီးခွင့်ပြုပေးထားတာ